ာမနီရဲ့ပြင်းထန်တဲ့ဝေဖန်မှုတွေကြောင့်သမ္မတထရန့်ကဂျာမနီရှိအမေရိကန်တပ်ဖွဲ့9000ကိုရုတ်တရက်ရုပ်သိမ်းလိုက်ပါတယ်။ဒီလိုနေတိုးမဟာမိတ်နှစ်နိုင်ငံကွဲသွားရတဲ့နောက်ွယ်ကအကြောင်းရင်းမှန်ကဘာများဖြစ်မလဲ။မင်္ဂလာပါရှင်။မေလ2ရက်နေ့အတွက် International News မြန်မာမှကြိုဆိုပါရရှင်။ဂျာမနီမှာခြေစိုက်ထားတဲ့အမေရိကန်တပ်ဖွဲ့ဝင်9000ကိုရုတ်တရက်ရုပ်သိမ်းလိုက်တာဟာဂျာမနီအဓိပတိ Free Dreams Mark ရဲ့ဝေဖန်ပြောကြားချက်တွေကိုသမ္မတထရန့်ကတုံ့ပြန်လိုက်တာပဲဖြစ်ပါတယ်။ဂျာမနီအဓိပတိရဲ့ပြင်းထန်တဲ့စကားအပေါ်ပင်တဂွန်စစ်ဌာနချုပ်ကတုံးကြတဲ့စကားတွေလို့တုံ့ပြန်ခဲ့ပြီးတပ်တွေရုပ်သိမ်းဖို့ဆုံးဖြတ်ခဲ့တာပါဒီတပ်ဖွဲ့ဝင်9000ရုပ်သိမ်းမဲ့လုပ်ငန်းစဉ်ကိုလာမယ့်6လကနေ12လအတွင်းအပြီးသတ်မှာဖြစ်ပါတယ်ဂျာမနီဟာဥရောပမှာအမေရိကန်တပ်ဖွဲ့ဝင်3500လောက်နဲ့အများဆုံးအခြေစိုက်ထားတဲ့နိုင်ငံမှာအခုလိုတပ်တွေရှော့ချလိုက်တဲ့အတွက်ဥရောပမှာရှိတဲ့အမေရိကန်တပ်ဖွဲ့ဝင်အရေးအတွက်ဟာယူကရိန်းစစ်ပွဲမတိုင်ခင်အနေအထားကိုပြန်ရောက်သွားမှာဖြစ်ပါတယ်သမ္မတထရန့်ဟာဂျာမနီတခုတည်းကိုပဲပြစ်မှတ်ထားတာမဟုတ်ပါဘူးအီရန်စစ်ပွဲမှာအမေရိကန်ကိုမကူညီတဲ့အခြားနေတိုးမဟာမိတ်နိုင်ငံတွေကိုပါအတော်လေးဒေါသထွက်နေပါတယ်။အီတလီနဲ့စပိန်ကနေလည်းတပ်တွေရုပ်သိမ်းဖို့စဉ်းစားနေသလိုစပိန်ကိုဆိုရင်ကုန်သွယ်ရေးပိတ်ဆို့မှုတွေလုပ်မယ်လို့ပါချိန်ချောက်ထားပါတယ်။ထို့သဖြင့်ကမ္ဘာရေနံဈေးကွက်ကမောက်ကမဖြစ်စေတဲ့ဟော်မုတ်ရေလဲကြပိတ်ဆို့ခံထားရမှုမှာနေတိုးနိုင်ငံတွေကသူတို့ရေတပ်တွေမလွတ်လို့ဆိုပြီးအမေရိကန်ဘက်ကပြင်းပြင်းထန်ထန်ဝေဖန်ထားပါတယ်။ဒါဆိုရင်ဂျာမနီဒီပီတီကဘာလို့ဒီလောက်အပြင်းထန်တဲ့စကားလုံးတွေသုံးပြီးမဟာမိတ်အမေရိကန်ကိုဝေဖန်ခဲ့တာလဲ။အဓိကကတော့အီရန်နဲ့အမေရိကန်တို့အပြိုင်ပိတ်ဆို့ထားတဲ့ဟော်မုတ်ရေလက်ကြားအရေးကြောင့်ဂျာမနီစီးပွားရေးအစိုးရဆုံးထိခိုက်နေရလို့ပဲဖြစ်ပါတယ်။သမ္မတထရန့်အစိုးရအတွက်ကတော့အမေရိကန်ဟာကိုပိုင်စွမ်းအင်ဖူလုံတဲ့အပြင်စွမ်းအင်တင်ပို့တဲ့နိုင်ငံဖြစ်လို့ဒီစစ်ပွဲကြောင့်အမေရိကန်စွမ်းအင်ကုမ္ပဏီတွေပိုတောင်အမျက်ထွက်နေပါသေးတယ်။ဒါပေမဲ့ဂျာမနီကတော့ယူကရိန်းစစ်ပွဲကြောင့်ရုရှားပိုင်လိုင်းတွေပိတ်သွားပြီးကြတဲ့ကအရှေ့အလယ်ပိုင်းကလောင်စာ NNG ကိုပဲလုံလားရမှီခိုနေရတာပါ။အခုလိုအရှေ့အလယ်ပိုင်းလမ်းကြောင်းတွေပိတ်သွားတဲ့အခါပို့ကုန်ကိုအဓိကထားရတဲ့ဂျာမနီစက်မှုလုပ်ငန်းတွေဟာကုန်ထုတ်လုပ်မှုစရိတ်တွေအစမတန်တက်ပြီးကမ္ဘာဈေးကွက်မှာပြိုင်ဆိုင်နိုင်စွမ်းလုံးဝကျဆင်းလာပါတယ်။တစ်ဖက်မှာလည်းဂျာမနီဟာ China Short လို့ခေါ်တဲ့ဒေသတာတဲ့တရုတ်ထုတ်ကုန်တွေအထူးသဖြင့် EV ကားတွေဥရောပဈေးကွက်ကိုအလုံးရင်းဝင်ရောက်လာတဲ့တန်းကိုအလူးလဲခံနေရပါတယ်။ဂျာမနီရဲ့စီးပွားရေးဟာအမေရိကန်နဲ့တရုတ်ဈေးကွက်နှစ်ခုစလုံးကိုမရှိမဖြစ်လိုအပ်နေတာပါ။ဒီလိုစီးပွားရေးအရအဘက်ဘက်ကအကျက်တဲကြုံနေရချိန်မှာမဟာမိတ်အမေရိကန်ကပါစစ်တပ်တွေရုပ်သိမ်းလိုက်တာဟာဂျာမနီအတွက်ဂျန်တုံးခုခံလိုက်ရသလိုဖြစ်သွားပြီးအမေရိကန်ပေါ်ယုံကြည်မှုလုံးဝကျဆင်းသွားစေခဲ့ပါတယ်။ဒီအခြေအနေတွေကြောင့်ပဲဂျာမနီဟာအမေရိကန်ကိုမိခိုနေမဲ့အစား Strategic Autonomy လို့ခေါ်တဲ့ကိုပေါင်ဥရောပကာကွယ်ရေးအင်အားကိုတည်ဆောက်ဖို့ဆုံးဖြတ်လာပါတယ်။အမေရိကန်စီကလက်နက်ဝယ်မဲ့အစားဥရောပကာကွယ်ရေးကဏ္ဍမှာယင်းနှိမ့်မြုံနှံဖို့နဲ့ကိုပိုင်စီရေးဘတ်ဂျက်တွေမြင့်တင်မှုပြင်ဆင်လာပါတယ်။ဒါအပြင်ဝါရှင်တန်ကိုကြော်ပြီးအီရန်နဲ့ဓာတ်ရိုက်စကားပြောတာမျိုးစီးပွားရေးအရအမေရိကန်နဲ့တရုတ်ကိုကြည့်မိခိုမနေပဲအိန္ဒိယ၊ဗီယက်နမ်၊အင်ဒိုနီးရှားစတဲ့နိုင်ငံတွေနဲ့မဟာဗျူဟာမြောက်မိတ်ဖက်အသစ်တွေရှာဖွေတာမျိုးတွေကိုပါအရှိန်အဟုန်နဲ့လှုံ့ဆော်လာပါတယ်။အောက်အားဖြင့်ဆိုရရင်တော့အီရန်စစ်ပွဲကစလိုက်တဲ့ကြရက်ဟာကမ္ဘာလုံခြုံရေးကိုသာမကပဲအင်အားကြီးနိုင်ငံတွေရဲ့စီးပွားရေးနဲ့စစ်ရေးမဟာမိတ်ဖွဲ့တည်မှုတွေကိုပါအကြီးအကျယ်ပြောင်းလဲပစ်နေပြီပဲဖြစ်ပါတယ်။ဥရောပနဲ့အမေရိကန်ကြားကဒီနိုင်ငံရဲ့အကြောင်းတွေရှေ့ဆက်ဘလို့ဖြစ်လာမလဲဆိုတာစောင့်ကြည့်ရမှာပါ။နိုင်ငံတကာစီးရေးနဲ့ကမ္ဘာရေးရာအဲ့ဒီသတင်းတွေကိုအချိန်နဲ့တပြေးညီသိရှိနိုင်ဖို့ International News မြန်မာ Channel ကို Subscribe လုပ်ထားပေးကြပါအောင်ရှင်။အားလုံးပဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်။